ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်မြို့လို့တော့ဝင်တဲ့ကားတက် channel လေးကနေပြီးတော့ချရတဲ့ကကားလေးပြောင်းရေးဆိုလိုက်ပါရရှင်ဒီနေ့ကဒီနေ့ဒီမှာဆိုရင်ချရတဲ့ကကားလေးကို 18K Hashing design လေးပြပြီးတော့မှာပါနော်ဒီဇိုင်းလေးတွေဟာဆိုရင်လည်းအရင်ကချစ်စရာကောင်းတယ်ပေါ့ပပဝတ်စနေတူတက်စင်အရင်ဆက်ပြီးဒီဇိုင်းလေးတွေပါရှင်ဇင်းလုံးလေးတွေဟာဆိုရင်အရင်ကမတော်တာရဲ့ဇင်းလုံးလေးနဲ့ရောင်းချပေးနေတာပါနော်မမင်းတို့ရောင်းချပေးတဲ့ 18K လေးတွေရဲ့လေယာဉ်လေးတွေဟာဆိုရင်လည်းဒီစိန်ရောင်း15လေးနဲ့ရောင်းချပေးနေတာဖြစ်တဲ့အတွက်အရင်ကမှတန်ပါတယ်ရှင်ဒီခုပြပြီးထားတဲ့ဒီဇိုင်းလေးဟာဆိုရင်အရင်ချစ်စရာကောင်းတယ်ဒီဇိုင်းလေးဆိုရင်ကြားပုံစံလေးမှာဒါလေးဆိုရင်တစ်ခါကလာရေးချိုးပုံစံလေးနဲ့တွေ့ပြီးထားပြီးဒီတစ်ချမ်းမှာလည်းတန်ဖိုးဆက်သွင်းလေးနဲ့တွေ့ပြီးထားတာမျိုးအရင်ကပါရဲ့ရှင်ဒီလိုလေးဟာဆိုရင်လည်း9သိန်းနဲ့မှ8000လေးစလေးနဲ့ရရှိမှာပါနော်တန်တဲ့စလေးနဲ့ရရှိမှာဖြစ်ပါရဲ့ရှင်အရင်ချစ်စရာကောင်းတဲ့ဒီဇိုင်းလေးပါရှင်ဒီဇိုင်းလေးဆိုရင်လက်ဆောင်ပေးစတဲ့သူတွေဆိုလည်းအရင်ဆင်ပြေတဲ့ဒီဇိုင်းလေးကလည်းလိုက်တဲ့ခါမှာလည်းအများနဲ့မတူဘဲနဲ့တကယ်မှစနေစီတဲ့ဒီဇိုင်းလေးပါရှင်မမေနီးကလေးကြည့်လို့ရအောင်လို့လည်းပြပေးထားပါရဲ့ရှင်ဒီဇိုင်းလေးကအရင်စစ်စရာကောင်းပါရဲ့နော်ပြပေးထားပါရဲ့ရှင်မမေခုပြပေးထားတဲ့ဒီဇိုင်းလေးဆိုအရင်စစ်စရာကောင်းတဲ့စီတူလွန်လေးကိုမှနှစ်ထပ်ဒီဇိုင်းလေးပါရှင်ဒီဒီဇိုင်းလေးဆိုအရင်လေးလာတယ်ဈေးနှုန်းလေးဟာဆိုရင်လည်း6သိန်းနဲ့မှ2500ဝန်းကျင်နဲ့ပဲရရှိမှာပါရှင်တကယ်မှလှပါရဲ့နော်ဒီဒီဇိုင်းလေးဖြစ်ပါရဲ့ရှင်စီတူလွန်လေးကိုမှနှစ်ကွဲလုံးဝချစ်စရာကောင်းတဲ့ဒီဇိုင်းလေးပါရှင်လူခုပြပေးရစီသူတို့လည်းအဆက်လိုက်လေးဝတ်စင်နေဆိုတော့ရပါရဲ့เนาะမမေတို့စီမှာကျိုးလေးရှိပါရဲ့ရှင်ရန်စိတ်ပြီးတော့ဒီဇိုင်းလေးအရန်လေးလှပါရဲ့เนาะမမေတေချာလေးပြပေးထားပါရဲ့ရှင်ဝင်လိုက်တဲ့အခါမှာလည်းအရန်စစ်စရာကောင်းတယ်เนาะမမတို့ကြည့်တဲ့ဒီဇိုင်းလေးရှင်လည်းမင်းတို့ comment လေးမှာလာရောက်မှန်ပေးလို့ရတယ်လို့မင်းတို့ရဲ့ page လေးမှာလည်းလာမေးလို့ရပါရဲ့ရှင်မမတို့သုံးချင်တဲ့ငွေမောက်ကာလာ granting လေးပြောပြီးတော့လည်းမမေတို့ရှာခိုင်းလို့ရပါရဲ့ရှင်မင်းခုပြပေးထားတဲ့ဒီဇိုင်းလေးရဆိုရင်လည်းဒီပေါ်လုံးလေးကိုမှလုံးဝချစ်စရာကောင်းတဲ့ကြီးသေးလေးတွေ့ပြီးထားတာရှင်ဒီဒီဇိုင်းလေးဆိုရင်ဈေးနှုန်းလေးဟာ10သိန်းနဲ့မှသူက2000ဝန်းကျင်နဲ့ပဲရရှိမှာပါရှင်အရန်ဟိုမှာတန်ပါရဲ့တော့ဒီဇိုင်းလေးကအရန်ချစ်စရာကောင်းတဲ့ပေါ့ပေါ့ပပလေးလည်းဖြစ်တယ်ဒီဒီဇိုင်းလေးဆိုလေအဝေးရကြည့်မယ်ဆိုရင်တော့အခောက်လေးလိုမျိုးပဲသူကအရန်လှတဲ့ဒီဇိုင်းလေးပါရှင်လက်ဆောင်ပေးစတဲ့သူအတွက်ဆိုအဆင်ပြေသူတို့ပွဲတော့ပွဲလာဝတ်စတဲ့သူအတွက်ဆိုလည်းဒီတစ်ခုလေးရှိထားရုံနဲ့လုံးဝပြည့်စုံပါရဲ့ရှင်ဒီဒီဇိုင်းလေးအရန်လှပါရဲ့နော်မမေတေချာလေးပြပေးထားပါရဲ့ရှင်အရန်စစ်စရာကောင်းပါရဲ့เนาะကြိုက်တယ်ဆိုရင်တော့လာရောက်မှယူအပ်ပြီးလို့ပြောပါရဲ့ရှင်ဟုတ်ကဲ့မမေတို့ရဲ့ပေါ့နော်ဒီဇိုင်းတစ်လေးတွေကိုမမေတို့ကဆိုင်ရောက်လာစရာမလိုပဲနဲ့သိစိတ်ကြည့်ရှုလို့ရအောင်လို့ဗီဒီယိုလေးနဲ့နေ့စဉ်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်မမေတို့ရဲ့ page လေးကို like and follow လုပ်ပေးကြပါအောင်ရှင်ဒါအပြင်ပေါ့နော်တခြားကြည့်ချင်တဲ့မှာဒီစီလေးရှင်လည်းမမေတို့ရဲ့ comment လေးမှာလာရောက်ရေးခဲ့ပေးပါအောင်ရှင်မင်းတို့ရဲ့ဗီဒီယိုလေးကိုပေါ့နော်စဆုံးကြည့်ရှုပေးကြတဲ့ဒုတိယစီရိုင်းကိုလည်းမင်းတို့တော်ဝင်နဂါမိသားစုကနေပြီးကျေးဇူးများတင်ပါတယ်ရှင်စိတ်ချမ်းသာတဲ့ကိုကြီးကျမကျန်တဲ့လည်းပြေဆုံးပြီးတော့တက်ရှူရိုင်းလည်းငွေပေါ်မှာစေလို့မင်းတို့တော်ဝင်နဂါမိသားစုကနေပြီးထပ်မံဆုမကောင်းတောင်းမိအပ်ပါတယ်ရှင်မင်္ဂလာရှိသောနေ့လေးဖြစ်ပါ